မကောင်းတာပြုရင်ပြုရရောက်တယ်ဆိုတဲ့ဟောပြောချက်မှန်မယ်အယူဆမှန်မယ်ဆိုရင်လေကိုဟာမကောင်းတာပြုမထားတဲ့အတွက်ကြောင့်မကောင်းမှုအကျိုးပေးကိုရတဲ့အကြောင်းမရှိဘူးကိုဟာမကောင်းတာမပြုတဲ့လူဂုံယူစရာလူပေါ့တကယ်လို့မကောင်းတာပြုလည်းပဲပြုရမရောက်ဘူးဆိုရင်တောင်မှဟောနှစ်ပါးစုံအဲ့ဒီကြတော့ပိုးတောင်မှစိတ်ချရတယ်ပေါ့မကောင်းတာပြုရင်ပြုရမရောက်ဘူးဆိုတဲ့စကားအရာလည်းပဲကိုကမပြုတဲ့အတွက်ကြောင့်စိတ်ချရတယ်မကောင်းတာမပြုရင်မကောင်းတာပြုရင်ပြုရမရောက်ဘူးဆိုတဲ့စကားအရာလည်းစိတ်ချရတယ်ကိုယ်တိုင်ကပြုကိုမပြုဘူးဆိုတော့ပိုလို့တောင်နှစ်ထပ်ကွမ်းစိတ်ချရတယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကထောက်တရားကြီး၄ခုလို့ဟောတယ်ဟုတ်ရလားနောက်ဘဝရှိမရှိကောင်းမှုမကောင်းမှုရဲ့အကျိုးပေးရှိမရှိကောင်းတာပြုတာမကောင်းတာပြုတာပြုသည်မြည်သည်လိုပဲပြောမမြည်ဘူးလို့ပဲပြောဘလို့ပဲပြောနေကောင်းတဲ့ပုဂ္ဂိုလ်တယောက်အတွက်မကောင်းတာမလုပ်